အမျိုးသားတစ်ယောက်ဟာသူ့ရဲ့တူမလေးကိုအကြောင်းကနေတွားချိုခဲ့ပါတယ်။ဒါပေမဲ့သူဟာမထင်မှတ်ပဲသူ့ရဲ့ရည်စားဟောင်းနဲ့ဆုံတွေ့သွားခဲ့ပါတယ်။သူကတူမကိုမမြင်ချင်အောင်ဆောင်ပြီးထွက်သွားဖို့ကြိုးစားခဲ့ပေမဲ့တူမကတားဆီးခဲ့ပါတယ်။အခြေအနေကနေလွတ်မြောက်ဖို့အတွက်သူကသူ့တူမလေးဟာသူ့ရဲ့သမီးဖြစ်ပြီးအိမ်ပြန်ခေါ်သွားရမယ်လို့လိန်ညာပြောဆိုခဲ့ပါတယ်။ဒါပေမဲ့သူ့တူမလေးကသူ့နာရွက်ကိုဆွဲပြီးမလိန်ဖို့ပြောခဲ့ပါတယ်။တူမကသူ့ရဲ့လိန်ညာမှုကိုတက်ညာမှုမရှိပဲဖော်ထုတ်လိုက်ပါတယ်။ပြီးနောက်တူမဟာထိုမျိုးသမီးကိုတစ်ဖက်သို့ခေါ်ထုတ်ကာသမီးဦးလေးဖုန်းထဲမှာအန်တီပုံတွေအပြည့်ပဲလို့တိုးတိုးလေးပြောပြခဲ့ပါတယ်။ထိုမျိုးသမီးဟာဒါကိုကြားပြီးနောက်ချက်ချင်းပဲပျော်ရွှင်သွားခဲ့ပါတယ်။သူဟာကောလိပ်တုန်းကတူမကိုပထမဆုံးတွေ့ကြတဲ့ကချစ်မိသွားခဲ့ပြီးအဲ့ဒီအချိန်ကစလို့တူမနောက်ကိုအပြင်းထန်လိုက်ခဲ့တာဖြစ်ပါတယ်။သူကတူမအပေါ်တိတ်ကောင်းလွန်းလာကြောင်းသူတို့နှစ်ယောက်ဟာတဖြည်းဖြည်းနဲ့ချစ်သူတွေဖြစ်လာခဲ့ကြပါတယ်။ဒါပေမဲ့ထိုမျိုးသမီးရဲ့မိခင်ဖြစ်သူကသူတို့ရဲ့ပတ်သက်မှုကိုသဘောမတူခဲ့ပါဘူး။တူမကသူ့ရဲ့ညီမဖြစ်သူဖျားနာနေတာကိုတုံးပြီးချင်းချောက်ခဲ့ကအကယ်၍တူမရဲ့သမီးနဲ့လမ်းကွဲပေးမယ်ဆိုရင်ခွဲစိတ်မှုအတွက်ဒေါ်လာ9သိန်းရရှိမယ်လို့ပြောခဲ့ပါတယ်။သူဟာနောက်ဆုံးမှာတော့သူနဲ့သူ့ရည်စားဟာလုံးဝခြားနားတဲ့ကဘာနှစ်ခုကလာကြတာကိုသဘောပေါက်သွားခဲ့ပြီးဝယ်နှင်းတပင်နေ့မှာပဲတူမကိုလမ်းခွဲခဲ့ပါတယ်။အမျိုးသမီးဟာသူ့လွှတ်ပစ်လိုက်တဲ့လက်စွပ်ကိုကောက်ယူပြီးရင်ခွဲမတက်ခံစားခဲ့ရပါတယ်။နှစ်နှစ်အကြာမှာတော့အမျိုးသားဟာကုမ္ပဏီတစ်ခုမှာအလုပ်လုပ်နေခဲ့ပါတယ်။တရက်မှာတော့သူ့ရဲ့အထက်လူကြီးကကုမ္ပဏီမှာအမျိုးသမီးအမှုဆောင်အရာရှိအသစ်ခန့်အပ်လိုက်ကြောင်းကြေညာခဲ့ပါတယ်။သူဟာတူမရဲ့မျက်နှာကိုမြင်လိုက်ရတဲ့အခါတူမဟာတကယ်တော့သူ့ရဲ့ရည်စားဟောင်းဖြစ်နေတာကိုသိလိုက်ရလို့အံ့အားသင့်သွားခဲ့ပါတယ်။သူကဖိုင်တွဲတစ်ခုရဲ့နောက်မှာချက်ချင်းပုံကွယ်လိုက်ပေမဲ့တူမကတော့သူ့ကိုတစ်ချက်ကြည့်ုံနဲ့မှတ်မိသွားခဲ့ပါတယ်။ဒါကြောင့်တူမကသူ့ကိုရုံးခန်းထဲခေါ်သွင်းခဲ့ပါတယ်။အဲ့ဒီနှစ်တွေအားလုံးကုန်လွန်သွားခဲ့ရင်တော့အမျိုးသားဟာတူမအပေါ်ထားတဲ့သူ့ရဲ့ခံစားချက်တွေကိုမဖုံးကွယ်နိုင်သေးပါဘူး။တူမကိုလမ်းခွဲခဲ့တဲ့အတွက်ကလဲ့စားချေတဲ့အနေနဲ့အမျိုးသမီးကသူ့ကိုအလုပ်တွေတမင်ပို့ပေးပြီးညှဉ်းနှက်တဲ့အထိအလုပ်ဆင်းခိုင်းခဲ့ပါတယ်။အမျိုးသားဟာစိတ်ပြက်လွန်းလို့အလုပ်ထွက်ချင်ခဲ့ပေမဲ့သူ့တူမလေးရဲ့ကြောင်းလာခအတွက်ငွေရှာဖို့လိုအပ်နေသေးတာကြောင့်အောက်ရဲတီးခံခဲ့ပါတယ်။သူဟာစာရွက်စာတမ်းတွေကိုကောက်ယူပြီးထွက်ခွာဖို့ပြင်ဆင်ခဲ့ပါတယ်။ဒါပေမဲ့အမျိုးသမီးကသူပေးထားခဲ့တဲ့လက်ပတ်ကိုသူအခုထိဝတ်ဆင်ထားလို့မဲ့ဆိုတာကိုသတိပြုမိသွားပါတယ်။သူဟာတူမအပေါ်ခံစားချက်တွေရှိနေသေးတယ်ဆိုတာကိုတူမတေချာပေါက်သိရှိသွားခဲ့ပါတယ်။အလုပ်နားရက်တစ်ခုမှာအမျိုးသားဟာသူ့တူမလေးနဲ့အတူဂိမ်းကစားနေပြီးအတူတူလှုပ်ရှားတွေအများကြီးရှိသေးတယ်လို့ပြောပြခဲ့ပါတယ်။သမီးငယ်လေးကတူမရဲ့မိခင်ကိုအံ့အားသင့်စေဖို့ကိတ်မုတ်တစ်ခုလုပ်ချင်တယ်လို့ပြောပါတယ်။ဒါကြောင့်သူတို့နှစ်ယောက်ဟာကိတ်မုတ်လုပ်ဖို့မုတ်တိုက်တစ်ခုကိုတွားခဲ့ကြပါတယ်။ဒါပေမဲ့အမျိုးသားဟာကိတ်မုတ်လုပ်တာတိတ်ညံ့ပြီးမုံပေါ်ကခရမ်းတွေကိုကြည့်မကောင်းအောင်ညှစ်ခဲ့ပါတယ်။သမီးငယ်လေးကဒါကြောင့်သူ့ကိုစိတ်ပြက်လက်ပြက်နဲ့ကြည့်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲထိုအမျိုးသမီးကမုတ်တိုက်ရှိကနေမတော်တဆဖျက်လျှောက်သွားခဲ့ပြီးကောင်မလေးကတူမကိုချက်ချင်းမှတ်မိသွားပါတယ်။အမျိုးသားကတူမကိုမြင်လိုက်ရတဲ့အခါသူ့မျက်နှာကိုချက်ချင်းဖုံးကွယ်ပြီးသူ့တူမလေးကိုဘာမှမပြောဖို့လှမ်းထားခဲ့ပါတယ်။ဒါပေမဲ့သူ့တူမလေးကသူ့ကိုရေမောပြီးသူကထိုအမျိုးသမီးကိုသဘောကျပေမဲ့နောက်ကနေလိုက်ဖို့မရဲဘူးလို့ပြောပါတယ်။ပြီးနောက်တူမကမုတ်တိုက်ထဲကနေပြေးထွက်သွားပြီးအမျိုးသမီးကိုတွားဖက်လိုက်ပါတယ်။အမျိုးသားကထိတ်လန့်သွားပြီးတူမကိုသူ့အနားစီချက်ချင်းပြန်ဆွဲခေါ်ခဲ့ပါတယ်။ဒါပေမဲ့သမီးငယ်လေးကသူ့စကားကိုနားမထောင်ပဲအမျိုးသမီးကိုထပ်ပြီးတွားဖက်ပါတယ်။တူမကအမျိုးသားဟာကိတ်မုတ်တောင်ဘယ်လိုလုပ်ရမလဲမသိဘူးလို့ပြောပြီးတူမကိုကူညီပေးဖို့အမျိုးသမီးကိုတောင်းဆိုခဲ့ပါတယ်။အမျိုးသမီးကကောင်မလေးရဲ့ဖိတ်ခေါ်မှုကိုလက်ခံပြီးတူမရဲ့လက်ကိုဆွဲကာမုတ်တိုက်ထဲကိုရှောက်လန်းဝင်လာခဲ့ပါတယ်။မကြခင်မှာပဲသူတို့အတူတူလှပတဲ့ကိတ်မုတ်တစ်ခုကိုပြုလုပ်နိုင်ခဲ့ကြပါတယ်။သမီးငယ်လေးကအမျိုးသားကိုဝမ်းသာအားရပြသခဲ့ပြီးသူကတော့သူတို့ကိုမတက်တာပဲချီးကျူးခဲ့ရပါတယ်။ပြီးနောက်သူကကိတ်မုတ်ထုတ်ပိုးဖို့ကူညီပေးဖို့ဝန်ထမ်းတအုပ်ကိုလှမ်းခေါ်ခဲ့ပါတယ်။ဝန်ထမ်းကကိတ်မုတ်လေးဘယ်လောက်လာလဲဆိုတာမြင်တဲ့အခါသမီးငယ်လေးကိုဒါကိုဘယ်သူနဲ့လုပ်ခဲ့တာလဲလို့မေးမြန်းခဲ့ပါတယ်။ကောင်မလေးကသမီးဦးလေးရဲ့ရည်စားနဲ့အတူတူလုပ်တာပါလို့ဂုဏ်ယူစွာဖြေကြားခဲ့ပါတယ်။အမျိုးသားကချက်ချင်းထိတ်လန့်သွားပြီးထိုအမျိုးသမီးကိုကလေးရဲ့စကားတွေကိုအတိမယူဖို့ပြောခဲ့ပါတယ်။အမျိုးသမီးကရှက်ပြုံးပြုံးကထွက်ခွာဖို့အကြောင်းပြချက်တစ်ခုကိုအမြန်ရှာဖွေခဲ့ပါတယ်။သမီးငယ်လေးကတော့အမျိုးသားကိုဂုဏ်ယူဝင့်ကြွားစွာနဲ့လှမ်းကြည့်နေခဲ့ပါတယ်။